အားလုံးပါပါဒီအမေရိကန်မှာကြိုးလို့ပါတယ်ဒီနေ့ကျွန်တော်ရဲ့ထမင်းပူလေးကတော့တာရာမဟင်းငါပဲဖြစ်ပါတယ်ပဲကြောနနမင်းမှာကျဥနော်ဒါတော့ဝင်ကဟင်းတော့ပါဒါတော့ငေဦးသီးလေးနဲ့မုတ်ဖက်လေးနဲ့နော်ဒါတော့ဟင်းပါဒါတော့အလုံးပေါင်း3ချက်နဲ့မှ3ချက်ထဲပါ3ချက်ထဲပါဒါတွေက3ချက်နဲ့မွေးငါပါလို့3ချက်နဲ့မွေးငါနော်ဒီမှာနော်ဒီပကံထဲမှာလည်းဘာမှမရှိဘူးနော်ဟောတော့ကြပကံထဲမှာကြိုထည့်လိုက်ပါပြောမှဆိုလို့ထည့်လိုက်ပါပြီမုတ်ဖက်လူတီရှေနော်လုံးဝရှင်းဟဲ့တင်ရသည်ပြရဝရောဟောဒီမှာတင်ရသည်လေးညက်ဒီမှာတော့မွေးငါလုံးဝရှင်းကျွန်တော်ငရုတ်ဒီပို့ထည့်လာတာဒီနေ့ဒါဟင်းတော့နော်ဟင်းထဲရပဲ3ချက်တန်းဆိုပြီးတော့ short မတော့နဲ့နော်တော့ကျုပ်တွေလည်းပါတယ်နော်ဒီမှာတခြားကြည့်မပဲကြော်မှာပါကျုပ်နနမင်းနော်အဲ့ဒါထဲမယ်ဆိုလည်းပုံမပေးရအောင်ကဲကျွန်တော်မွေးငါဟင်းထဲပါပြီဟိုရှယ်ပဲတော့ရှယ်ဒီမှာပါဟင်းအားထည့်လိုက်ပါပြီနော်ဟင်းထည့်လိုက်ပါပြီအိုးနားလေးကိုမှွေရှယ်ဟုတ်ကဲ့စားအောင်လားငရုတ်ဒီနိုင်နေနဲ့ဒီနေ့တော့ထမင်းမစားတော့မွေးငါအလဲကြအဲ့ငယ်ကြီးဘူးဘူးကမဘူးရင်ဘူးကားကျွန်တော်တော့မဘူးကိုကြီးကဖြစ်လို့နေမယ်ဒီနေ့ကတော့ထမင်းအလဲမို့တော့မွေးငါအလဲကြမိုင်းရှယ်ပဲအားကြော်စားဆောင်တာအားလေးဝယ်လိုက်ဆောင်对ဒီနေ့တော့မွေးငါလဲရှယ်ညပါလေပေါ်ပါနဲ့ကျုပ်အားရေးကြောင်းနဲ့ဟိုပါလေအားလုံးချက်အားဒီလိုကောင်းပါတော်လို့ပဲဟိုတွေ့တဲ့ခါတော့ချက်ဟိုတော့တော့မှဆက်နေကြစီတဲ့ဟာခုခါပြီးပြည့်ကိုတော့အဲ့လိုပြောကိုယ်တော့လာပြီးအဲ့ဒီဟာစားမမြင်ပါဘူးနာမည်ပြီးဟင်းမနှောင်းနေနေကိုရဟုတ်တယ်နာမည်ဒီနာဆိုင်နာမည်ရေးထားတာမလို့နာမည်တော့ရှိတယ်မှာဟုတ်ဒီနားမှာမရှိတော့လားကိုရဒီနားမှာချက်တယ်ဟောဆိုင်မှာချက်တာချက်ပြီးတော့နားပြီး
150ပဲကိုကြီးတို့ မိုင်းရှယ်ရှယ်ပဲနောက်ပြီးတော့နည်းနည်းပဲ